အားလုံးပဲမင်္ဂလာပါရှင်9လပိုင်းလဲကုန်တော့မယ်ဆိုတော့ပေါ့နော်6လပိုင်းမှာဘယ်လိုမျိုးအကြောင်းအရာလေးတွေနဲ့ကြုံတွေ့ရမလဲသတိထားရမလဲဆိုတော့ကိုဖတ်ပြပေးတော့ပါမယ်ဒီတော့အသက်ကလေးကိုဝအောင်ရှူလိုက်ပါပြီးတော့တဲ့အခါမှာဒီ3ပုံတွေကနေမှကိုအစွဲဆောင်ဆုံးလို့ခံစားရတဲ့ပုံကိုနဲ့ energy အကိုက်ဆုံးလို့ခံစားရတဲ့ပုံတစ်ခုကိုစိတ်ထဲကနေမှတ်ထားလိုက်ပါနော်အခုကတော့ Power လေးတွေအတွက်ကိုဖတ်ပြပေးတော့မယ်နော် Power လေးတွေကတော့ဒီဂျွန်လအတွင်းထဲမှာရွေးချက်စရာတွေလည်းများသလိုလက်လွတ်စရာတွေလည်းများတယ်ပေါ့နော်နောက်ပြီးအဲ့ဒီလက်လွတ်စရာတွေကိုလက်လွတ်တတ်ဖို့လည်းသင်ယူရအောင်မယ်နောက်ထပ်ကကိုပင်ပန်းစေတဲ့အရာတွေကိုပေါ့နော်ဘယ်လိုမျိုးလွှတ်ချရမလဲဆိုတာမျိုးကိုလည်း universe ကသင်ပေးပါလိမ့်မယ်နောက်တစ်ခုကတော့လောရမဲ့အရာတွေအများကြီးရှိလိမ့်မယ်ပေါ့နော်အဲ့ထဲကနေမှတစ်ခုကိုတည်တည်ချာချာရွေးချယ်ဖို့လိုအပ်နေပြီဆိုတဲ့နောက်ဆုံးအချိန်ကိုရောက်လာပြီကွာနောက်ထပ်အချိန်ဆွဲနေလို့မရတော့ဘူးခုကိုလုံးစရာရှိတဲ့ဟာတစ်ခုကိုခိုင်မာရွေးပြီးတော့အဲ့ဒါကိုပဲလောက်ရတော့မယ်ဆိုတဲ့ပုံစံမျိုးမြင်ရတယ်ပေါ့နော်နောက်တစ်ခုအဲ့တော့ကြတော့ဒီလုံးစရာရှိတဲ့ဟာတွေကိုမသိချင်အောင်စောင့်မနေနဲ့ပေါ့နော်အမြန်ဆုံးလုပ်ဖို့ပြောချင်ပါတယ်နောက်ထပ်ကပြိုင်ပွဲလေးတွေပြန်ရဖို့ရှိရပေါ့နော်ပြိုင်ပွဲလေးတွေဆိုတာကကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာမဟုတ်ဘူးဒီတိုင်းပဲတယောက်နဲ့တယောက်ရှင်ပြိုင်ရတာမျိုးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်တစ်ဖွဲ့နဲ့တစ်ဖွဲ့ရှင်ပြိုင်ရတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဘယ်လိုပဲဖြစ်စေပြိုင်ရတယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်အဲ့ဒါအလေးတွေကလေဘလောက်ပဲသေးရဲ့ဟာပဲဖြစ်ဖြစ်ပေါ့နော်အကျိတ်အနေပြိုင်ရမယ်ဆိုတဲ့ပုံစံလေးမြင်ပါတယ်နောက်ထပ်အဲ့ပြိုင်ရမယ်ဆိုတော့ပြိုင်ပွဲထဲမှာအခြေရေးနဲ့ပတ်သက်တာလဲပါတယ်ပေါ့နော်အခြေရေးမှာလဲဒီကိုယ်သဘောကြတဲ့ဟာမျိုးဒါမှမဟုတ်လို့ရှင်လဲတခြားလူကကိုယ်သဘောကြတဲ့သူသဘောကြတာမျိုးအဲ့လိုပုံစံမျိုးတွေနဲ့ပြိုင်ရမယ်ဆိုတာလဲတွေ့ရပေါ့နော်နောက်ဆုံးတစ်ခုအနေနဲ့ကတော့အခုအချိန်ကလေကိုနဲ့ကိုက်ညီတဲ့သူကိုရွေဖို့အတွက်ပေါ့နော်အကောင်းဆုံးအချိန်လို့မြင်နေအဲ့တော့ကြတော့ကိုအတွက်အကောင်းဆုံးဖြစ်မဲ့အရာတွေကိုရွေးချယ်နိုင်ပါစေလို့မို့ကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်အခုကတော့ပိုက်တူးလေးတွေအတွက်ကိုဖတ်ပြပေးသွားမယ်เนาะပိုက်တူးလေးတွေအနေနဲ့ကတော့လေလူတွေနဲ့ပတ်သက်ပြီးတော့တတိထားစေချင်တယ်ပေါ့เนาะအေးကိုကြာရှုံးမဲ့ခြင်းကိုစောင့်နေတဲ့သူမျိုးတွေနဲ့ကြုံရနိုင်တယ်ကိုခြေလန်းမှားသွားတာနဲ့အပြစ်ပြောမယ်ကိုခြေလန်းမှားသွားတာနဲ့ထိုးချမယ်ဆိုတဲ့သူမျိုးတွေပေါ့နော်အဲ့လိုလူမျိုးတွေနဲ့တွေ့ရတယ်ကိုကနည်းနည်းလေးမှားလို့ရှိရင်တောင်မှကိုများအပြစ်ပြောမယ်သူမျိုးပေါ့နော်အဲ့လိုလူမျိုးတွေနဲ့တွေ့ရပို့ရှိရဲ့ဒါပေမဲ့အဲ့ဓာတွေကသူတို့ကိုရှောင်ဖို့ပြောတာမဟုတ်ဘူးเนาะသူတို့ရှောင်ဖို့ဆိုတာလေသူတို့ပြောတာနေလွတ်အောင်သူတို့ရဲ့ဒီအပြစ်တင်တဲ့စကားတွေကနေလွတ်အောင်လုပ်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောတာမဟုတ်ဘူးเนาะအဲ့ဓာတွေကိုကြော်လွှားရမယ်ဘယ်လိုမျိုးလဲဆိုတော့သူတို့ကိုဂယုမဆိုင်ဖဲနဲ့ကိုလုံးစရာရှိတာတွေကိုလှုပ်ရင်းနဲ့ကြော်လွှားရမယ်ပေါ့เนาะအဲ့တော့ဒီဂျွန်လာရဲ့ mission ကကိုအပြစ်ပြောမဲ့သူတွေကိုတရားကဝေဖန်မလားဗလိမလားဆိုတဲ့အပြစ်တင်မလားဆိုတဲ့ဟာမျိုးတွေကိုဂယုမဆိုင်ပဲနဲ့ကိုလုံးစရာရှိတဲ့အရာတွေကိုပဲအာယုံဆိုင်ရမယ် focus လုပ်ရမယ်ပေါ့နော်တခုပဲသတိထားစေချင်တာကသူများတွေကိုဂယုမဆိုင်နဲ့ဆိုပြီးမယ်လို့ဒီဘာလို့ပေါ့နော်မစင်စားမစင်ကျင်ပဲနဲ့လောက်တာမျိုးတော့မလောက်စေချင်ဘူးပေါ့လေးမတွေးစေချင်ဘူးပေါ့နော်ပတ်ဝန်းကျင်ကိုဂယုဆိုင်ဖို့တော့မလိုဘူးဒါပေမဲ့ကိုဘေးနားမှာဖြစ်ပြနေတဲ့အရာတွေကိုသိထားဖို့လဲလိုတယ်သတိထားမိဖို့လဲလိုတယ်ပေါ့နော်အဲ့ဒါမှနောက်ထပ်ဖြစ်လာမယ့်ပြဿနာတွေဆိုလို့ရှိရင်ကြိုပြီးတော့ရှောင်ရမှာနောက်ဆုံးအနေနဲ့ကတော့အခြေရေးမှာတော့ပေါ့နော်ကိုနဲ့ဒီလောက်ရမယ့်သူကိုနဲ့တွေ့ဆုံရမယ့်သူပေါ့နော်အဲ့တစ်ဖက်လူရဲ့အကြောင်းကိုမသိဘဲနဲ့ယုံနာမျိုးမလုံနဲ့ပေါ့နော်တိတိချာချာလေးသိမှယုံကြည်တာမျိုးလုပ်ဖို့အကြံပေးခြင်းနဲ့ဘာလို့လဲဆိုတော့ပေါ့နော်အခွင့်အရေးသမားတွေနဲ့တွေ့ဖို့ပုံစံလေးမြင်လို့ပါနော်အခုကတော့ battery လေးတွေအတွက်ကိုဖတ်ပြပေးသွားမယ်เนาะ battery လေးတွေအနေနဲ့ကတော့ကိုမမျောလင့်ထားတဲ့ကိစ္စတချို့ဖြစ်လာဖို့ရှိတယ်ပေါ့နော်ကောင်းတဲ့ကိစ္စတော့တိတ်ပြီးတော့မဟုတ်ဘူးပေါ့နော်ကို့မှာအချိန်အကြာကြီးစူးစမ်းလာတဲ့ကိစ္စမျိုးဒါမှမဟုတ်အချိန်ကြာကြီးစူးစမ်းလာတဲ့အရာမျိုးရှိတယ်ဆိုလို့ရှိရင်ဒီတစ်လမှာတော့ပေါ့နော်
ဆက်ပြီးလဲစူးစမ်းရအောင်မယ်ဆိုလို့ရှိရင်ပေါ့နော်ငါအကောင်းဆုံးလုပ်မယ်ဆိုတဲ့စိတ်ကလေးနဲ့ပဲသွားစေချင်တယ်ပေါ့နော်ဒီလမှာငါဘယ်လောက်ရရမယ်ဘယ်လောက်ကြီးထိအောင်မြင်ရမယ်ဆိုတဲ့ရလက်ကိုဥစားပေးတဲ့စိတ်မျိုးမထားစေချင်ဘူးပေါ့နော်အဲ့ဟာလေးတော့တတိပေးချင်တယ်နောက်တစ်ခုကကိုယုံကြည်ထားရတဲ့သူတွေစီကနေတစ္ဆာဖောက်ခံရတာမျိုးဖြစ်နိုင်တယ်ပေါ့နော်ဒီလဲစားခံရတာမျိုးပေါ့နော်နောက်ပြီးကြတော့ကိုပေးတဲ့မြတ်တာတွေပြန်မရတဲ့ပုံစံမျိုးလည်းတွေ့ရတယ်ကိုကလူတယောက်ကိုဒီချစ်တယ်ကျင်နာတယ်ဆိုလို့ရှိရင်အဲ့တစ်ဖက်လူကပေါ့နော်ကိုပေးတယ်လို့ကိုကျင်နာတယ်လို့ကိုချစ်တယ်လို့ကိုမြတ်တာပေးတယ်လို့မျိုးမပေးရမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ဒီမှာတွေ့ရတာကအဲ့ဒါပြောလို့ကိုကသူတို့ကိုအနစ်နာခံနေရတာပုံစံမျိုးတော့မဟုတ်ပါတော့သူတို့လိုချင်တဲ့ style နဲ့ကိုပေးတဲ့ပုံstyle နဲ့မတူတာမျိုးသူတို့လိုချင်တဲ့အချစ်ပုံစံနဲ့ကိုပေးနိုင်တဲ့အချစ်ပုံစံနဲ့ကမတူညီတာမျိုးပေါ့နော်အဲ့လိုမျိုးတွေတွေ့ရတော့အဲ့ဒါကသူတို့အမှားလည်းမဟုတ်တယ်လို့ကိုအမှားလည်းမဟုတ်ပေါ့နော်ဒီတိုင်းပဲမကိုက်ညီကြတာမျိုးပေါ့နောက်တစ်ခုကတော့ကိုအပေါ်ကိုနိုင်ထက်စီနင်လောက်ချင်တဲ့သူမျိုးတွေအဲ့လိုဖြန်ကြခြင်းတဲ့သူမျိုးတွေနဲ့ကြုံရနိုင်တယ်သူတို့ကြောင့်စိတ်တော့ကရောက်တာမျိုးလေးတွေတော့ဖြစ်မယ်ပေါ့နော်နောက်တစ်ခုကဒီကိုကလည်းသူများတွေကိုစိတ်တော့ကပေးတဲ့သူမျိုးဖြစ်နေနိုင်တယ်ပေါ့နော်အဲ့အတွက် reflection လေးလုပ်စေခြင်းနဲ့ကိုဘာတွေပေးနေမိပြီလဲကိုကဘသူတွေကဘာတွေပေးနေလဲပေါ့နော်စိတ်ဒုက္ခရောက်စရာတွေပေးနေမိလားယူနေမိလားဆိုတာလေးကိုတစ်ချက်ပြန်ပြီးတော့ကြည့်စေချင်ပါတယ်နော်